အားလုံးပဲမင်္ဂလာပါခင်ဗျတူတက်မြန်မာ channel ရလေးကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့မျက်စိအားနဲ့လို့မျက်မှန်တက်နေတဲ့လူတွေတစ်သက်လုံးမျက်မှန်မတက်ချင်တဲ့သူတွေအတွက်ပတ်ဆက်မကုန်မဲ့အသုံးဝင်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာဒါဆိုစလိုက်ကြအောင်ဗျမိတ်ဆွေအနေနဲ့ဒီနည်းလမ်းကိုတစ်သက်လုံးကျင့်သွားအောင်မှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကအရန်လွယ်တာမို့လို့အဆုံးထိတော့ကြည့်လိုက်ရအောင်ဗျာပထမဆုံးမိတ်ဆွေအိယာထားရနဲ့ရေတစ်ခွက်ကိုအဝါတောက်ပါပြီးရင်မျက်နှာကိုအရင်မတည့်ရသေးပါဘူးမိတ်ဆွေရဲ့ခြေထောက်နှစ်ဖက်လုံးကိုစုပြီးတော့ဒူးကနေပြီးတော့ရေ၃ခွက်စီလောက်လောင်းပေးရပါမယ်ဗျာဒါမှခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အပူတွေကခြေထောက်အောက်ရောက်တော့အောင်ဆွဲချလိုက်သလိုဖြစ်သွားမှာပါ။ဘာဖြစ်လို့လဲဆိုတော့အပူတွေကဒီကိုယ်လုံးမှာပြန့်နေနေတာပါ။ဒါကိုမိတ်ဆွေအနေနဲ့သတိထားကြည့်မယ်ဆိုလို့ရှိရင်သိနိုင်ပါတယ်။ဒီအချိန်မှာထုံးစံတိုင်းကျွန်တော်တို့ကမျက်နှာကိုရေနဲ့အရင်တက်လိုက်မယ်ဆိုလို့ရှိရင်ရေနဲ့ထိပြီးတော့အေးသွားတဲ့မျက်နှာပြင်တစ်ခုလုံးစီကိုခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အပူတွေကပြေးလာကြတာပေါ့။ဒါကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အပူငွေ့တွေကမျက်စိကိုလာရိုက်ကြပါတယ်။တေချာသိကျင်တယ်ဆိုလို့ရှိရင်တော့မျက်နှာသိပြီးတာနဲ့မှန်ကိုထောင်ပြီးကြည့်လိုက်ပါ။မျက်စိနှလုံးသလုံးหนีရဲနေတာကိုတွေ့ရပါလိမ့်မယ်။အဲဒီလိုအပူခိုးငွေတွေရိုက်ပါများလာတော့မျက်စိကမှုန်ပြီးအားနေသွားတာပေါ့ဒါကြောင့်အပူခိုးငွေတွေမျက်စိကိုမသွားဘဲနဲ့အောက်ရောက်တော့အောင်ခြေထောက်ကိုကျွန်တော်တို့ကအရင်လောင်းပေးရတာပဲဖြစ်ပါတယ်လူကနေရေလောင်းပြီးတဲ့အခါမှာလည်းမျက်နှာကိုချက်ချင်းမသိရသေးပါဘူးဗျာနိုင်တစ်ဖက်ကျမ်းမှာကန့်နေတဲ့အပူကိုးငွေတွေကိုထွက်သွားအောင်အရင်လုပ်ရပါမယ်ဒီလိုလုပ်ဖို့ဆိုရင်တော့မိတ်ဆွေအနေနဲ့လက်နှစ်ဖက်ကိုခေါင်းပေါ်ကိုမြှောက်လိုက်တင်လိုက်အောက်ချလိုက်နဲ့အနည်းဆုံးအချိန်20လောက်လုပ်ပြရပါမယ်ဗျာအဲ့ဒါပြီးတဲ့အခါမှာလည်းစကြောတွေမတက်အောင်လို့ခေါင်းကိုအပေါ်အောက်ဘေးပညာခန့်အချိန်20လောက်လေ့ကျင့်ခန်းလုပ်ပြရပါမယ်ဒီလေ့ကျင့်ခန်း3ခုလုံးပြီးတာနဲ့တစ်ခုလုံးမှာရှိတဲ့အပူကိုးငွေတွေခြေထောက်ကနေတစ်ဆင့်ထွက်သွားတာကုန်ပါပြီဗျာဒါကိုမိတ်ဆွေအနေနဲ့တေချာသိကျင်တယ်ဆိုလို့ရှိရင်တော့ခြေထောက်ကိုဆမ်းပြီးကြည့်လို့ရပါတယ်ဗျာရေတွေခြောက်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီကြတော့မှမျက်နှာကိုမိတ်ဆွေတို့သုံးနေကြမျက်နှာတစ်စီစက်ပြအစရှိသည်တို့နဲ့တေချာစင်ကြအောင်တစ်ပေးရပါမယ်ဗျာဒီလိုတစ်တဲ့အချိန်မှာလည်းပါးစပ်ကိုပိတ်ထားရပါမယ်တော့မတိုက်ရသေးပါဘူးတစ်ပြီးတာနဲ့မျက်နှာကိုမျက်နှာတုပ်ပေါ်ကနေတေချာပြောင်းတုပ်ပေးရပါမယ်ဗျာဒီလိုလုပ်ပေးခြင်းအပြင်မိတ်ဆွေရဲ့မျက်နှာပေါ်မှာရှိတဲ့ဝင်းညင်းပေါင်လေးတွေကိုပွင့်သွားစေပါတယ်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့သွားကိုစတင်ပြီးတော့တိုက်လို့ရပါပြီဒီလိုလုပ်ပေးခြင်းအပြင်မိတ်ဆွေရဲ့သွားကြမှာရှိတဲ့အပူကိုအပူငွေတွေကမွေးညင်းပေါင်လေးတွေကတဆင်းအပြင်ကိုထွက်ကုန်ကြတာပေါ့ဒီနေ့ရဆိုလို့ရှိရင်တော့အပူချောင်းဖြစ်တဲ့တောကိုင်လေးကိုလည်းကြိုတင်ကာကွယ်တဲ့နည်းဖြစ်ပါတယ်။ဒါကိုတော့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်မဟာစီဆရာတော်ဖရာကြီးကညွှန်ပြပေးထားတာပါ။ဒီနည်းလမ်းလေးရဆိုရင်တော့ကျွန်တော်ကိုယ်တိုင်လည်းသုံးနေတာဖြစ်တဲ့အတွက်တကယ်လည်းအကျိုးရှိပါတယ်။အဲဒါကြောင့်မလို့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီနည်းလမ်းကိုအဓိကမျှဝေပေးတဲ့သူကတော့မန္တလေးမြို့ကကျမ်းပြုစာချက်ဆရာတော်ဦးကောဝိဒါဘီဝန်တာတက်တော်80ကျော်မှမျက်မှန်လွတ်သွားတဲ့ကျင်းစဉ်အကြောင်းကိုရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်ဗျာဒီနည်းလမ်းလေးကဘာမှမခက်တဲ့အတွက်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့နေ့စဉ်ပုံမှန်ကျင့်သုံးစေချင်ပါတယ်ဟုတ်ကဲ့ပါဒီနည်းလမ်းလေးကိုတော့ကျွန်တော်ဘယ်မှာစသိခဲ့လဲဆိုတော့ဆရာတော်မြတ်တာရှင်ရွှေပြည်သားရဲ့ဇာရိတတ္တိဆိုတဲ့စာအုပ်ထဲကမောက်မာယဟန်ဖြစ်သောအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့တွဲပါလာတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီနည်းလမ်းလေးမှာဦးစင်လေးဦးသူမနာကဒကမာလေးမက်ဖြူကိုမျက်မှန်တက်နေရတဲ့အတွက်ပြောပြပေးတဲ့နည်းလမ်းလေးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကမောက်မာယဟန်ဖြစ်သောအကြောင်းဆိုတဲ့စာအုပ်လေးကိုနောက်ထပ်ဗီဒီယိုတစ်ခုမှာဖတ်ပြပေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဦးစင်လေးဦးသူမနာနဲ့ဒကမာလေးမက်ဖြူတို့ရဲ့ကြီးကွဲစရာဇာတ်လမ်းလေးဟာအရန်ပဲကောင်းပြီးတော့အရန်ပဲတန်ဖိုးရှိလို့ပါကိုယ်တိုင်ရှာဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းဆရာတော်မြတ်တာရှင်ရွှေပြည်သားရဲ့ဇာရိတတ္တိဆိုတဲ့စာအုပ်ကိုရှာပြီးတော့ဖတ်ရှုနိုင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျဒီဗီဒီယိုကမိတ်ဆွေအတွက်တစ်စုံတစ်ခုအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်အကျိုးရှိပြီးတော့ဘုသူတရစေမယ်ဗီဒီယိုလေးတွေဆက်တင်သွားမှာမို့လို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ဦးဗျဒီသမျှဗီဒီယိုတွေကိုကြည့်နိုင်ဖို့အတွက်ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျ